သွေးအားနည်းတာကလူကြီးတွေမှာမှမဟုတ်ပါဘူးခလေးတွေမှာလည်းဖြစ်နိုင်ပါတယ်နော်သွေးအားနည်းရတဲ့အထူးကအကြောင်းရင်းကတော့စားသုံးတဲ့အစားအစာတွေမှာတန်တက်ပါဝင်မှုနည်းနေလို့ပဲဖြစ်ပါတယ်တန်တက်အားနေတာကသွေးအားနည်းယောဂကိုဖြစ်စေပြီးတော့ဘေဘီလေးကိုအာရုံစူးစိုက်နိုင်စွမ်းနေကြစေနိုင်တယ်လို့တင်ယူနိုင်မှုကိုလည်းအားနည်းစေနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ကလေးလေးမှာတန်တက်အားနေပြီးတော့သွေးအားနည်းယောဂမဖြစ်စေဖို့အတွက်ဘလို့အစားအစာတွေကိုကျွေးပြရမလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနာ notification လေးကိုနှိပ်ထည့်ပေးပါအောင်ရှင်ကိုယ့်ရဲ့ကလေးလေးသွေးအားနည်းရောဂါကင်းစေဖို့အတွက်ပထမဆုံးကျွေးပေးတဲ့အစားအစာအုံမီးပဲဖြစ်ပါတယ်။အုံမီးကကလေးတိုင်းနှစ်သက်တယ်လို့ဘေဘီလေးတို့အတွက်လိုအပ်တဲ့အာဟာရလည်းပြေဝစွာပါဝင်နေပါတယ်။အမြင်ဓာတ်တွေလည်းပါဝင်တာကြောင့်အစာချေစနစ်ရောအစာအိမ်ကိုပါကျန်းမာစေမှာပါ။ကိုယ့်ရဲ့ကလေးလေးသွေးအားနည်းရောဂါကင်းစေဖို့လည်းတန်တက်ဖြစ်ပေးမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်မျိုးကတော့အနီရောင်အသားပါနော်။အနီရောင်အသားတွေကတန်တက်ကြွယ်ဝပါတယ်။ဒါကြောင့်ဘေဘီလေးကတစ်နှစ်ကျော်ပြီဆိုရင်တန်တက်ပြေဝစေဖို့အတွက်အစီမပါတဲ့အနီရောင်အသားကိုနုနုအီအီလေးပြင်ဆင်ပေးသင့်ပါတယ်ရှင်။နောက်တစ်မျိုးကတော့မြေပဲထောပတ်ပါ။မြေပဲထောပတ်ကဘေဘီတော်တော်များများသဘောကျတဲ့တန်တက်ပြေဝတဲ့စားစရာတစ်ခုပါ။ဒါကြောင့်ဘေဘီလေးကိုတန်တက်ပြေဝနေစေဖို့ဆိုရင်မြေပဲထောပတ်လေးကျွေးပေးတာပါမုန်းနဲ့တွဲဖက်ပြင်ဆင်ပေးတာမျိုးတွေလုပ်ပေးလို့ရပါတယ်။နောက်ထပ်တစ်မျိုးကတော့ဥဝမျိုးပဲဖြစ်ပါတယ်။ဘေဘီလေးကိုကြက်ဥကျွေးတာကလည်းသွေးရတဲ့ယောဂမဖြစ်စေဘူးကာကွယ်ပေးပါတယ်။ဒီတော့ဘေဘီလေးကိုကြက်ဥပြုတ်ကျွေးတာပဲဖြစ်ဖြစ်ကြော်ကျွေးတာမျိုးပဲဖြစ်ဖြစ်လုပ်ပေးလို့ရပါတယ်နော်။နောက်ထပ်တစ်မျိုးကတော့ပဲအမျိုးပဲဖြစ်ပါတယ်။ပဲကပရိုတင်းတွေပြည့်ဝသလိုတန်တက်လည်းကျွေးဝပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ကလေးလေးကိုပဲနီလေးကြိတ်ပြီးတော့ကြိုကျွေးတာဟင်းကြိုချက်လိုက်တာမျိုးတွေလုပ်ပေးလို့ရပါတယ်ရှင်။နောက်ထပ်တစ်မျိုးကတော့အခွန်မာသီးပဲဖြစ်ပါတယ်။ဒီဟိုစေတကြားသီးတို့မှာဆိုရင်ပရိုတင်းနဲ့အခြားအရေးပါတဲ့အာဟာရဓာတ်တွေပါဝင်သလိုသွေးအားနည်းတာမဖြစ်စေဖို့ကာကွယ်ပေးတဲ့တန်တက်လည်းပါဝင်ပါတယ်ရှင်။နောက်ဆုံးတစ်မျိုးကတော့ငါးပဲဖြစ်ပါတယ်။ငါးမှာပရိုတင်းနဲ့အုံနောက်ဖွံ့ဖြိုးစေဖို့အတွက်အိုမီဂါ3 fatty acid တွေပါဝင်သလိုတန်တက်အားဖြည့်ပေးမဲ့တန်တက်တွေလည်းပါဝင်နေပါတယ်။တစ်ပတ်ကိုငါ3ချိန်ကနေ5ချိန်လောက်အထိပုံမှန်ကျွေးပေးတာကဘေဘီလေးကိုကြီးထွားဖွံ့ဖြိုးစေပြီးတော့မှန်ကန်ကောင်းစေသလိုသွေးအားနည်းရောဂါမဖြစ်စေဖို့လည်းကာကွယ်ပေးမှာပဲဖြစ်ပါတယ်။အဲ့ဒါတွေအပြင်ဘေဘီလေးကိုနေ့စဉ်စားသုံးမှုမှာအစိမ်းရောင်ရင်းသွင်းဟင်းရွက်တွေတစ်သီးတွေအဆစ်အဆန်တွေနဲ့သတိကြောက်တွေပါဝင်အောင်လို့ပြင်ဆင်ပေးလို့ရပါတယ်။ဒါမှပဲကိုယ့်ရဲ့ကလေးလေးကတန်တက်ပြေဝပြီးတော့သွေးအားနည်းရောဂါကင်းလို့ကျန်းမာပျရှင်စွာနဲ့ကြီးပြင်းလာမှာပဲဖြစ်ပါတယ်ရှင်။ဒီမှာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါပေါ့နော်။